ဥက္ကဋ္ဌသည်နေ့စဉ်မိမယာပေါင်းများစွာ၏လက်များနှင့်ထိတွေ့နေရသည်သူတွင်ဓမ္မတဲမှုသူမကိုရှာဖွေရန်အတွက်ဖြစ်သည်သို့တော်သူသည်မိမများ၏အရေးပြားကိုထိမိသည်နှင့်လက်ဖွားပေါ်တွင်အနီးစပ်များချက်ချင်းပေါ်လာသည်ဥက္ကဋ္ဌသည်စိတ်ကြက်လက်ပြက်ဖြစ်ကာတစ်သက်လုံးအပြိုကြီးအဖြစ်နေရမည်ဟုထင်နေခဲ့သည်သို့တော်ရုတ်တရက်သူသည်ဤဝဝလုံးလုံးလက်လေးကိုတွေ့လိုက်ရသည်သူတွင်ဓမ္မတဲမှုလက္ခဏာလုံးဝမပြသခဲ့ပေသူသည်အလွန်စိတ်လှုပ်ရှားသွားသည်မျက်နှာပြင်ရှိမှအမျိုးသမီးကိုဆွဲထုတ်လိုက်သည်သို့တော်သူမျှော်လင့်မထားသည်မှာထိုသူသည်ပေါင်း200ကျော်သောဝဝလုံးလုံးအမျိုးသမီးဖြစ်နေသည်ဥက္ကဋ္ဌသည်မျက်နှာရိပ်ချီပြကာသူမအားပေးသို့တွန်းလိုက်သည်သို့တော်ဥက္ကဋ္ဌ၏မိခင်သည်ဤအရာကိုဂရုမစိုက်ခဲ့ပေသားအားဤအမျိုးသမီးနှင့်အိမ်အောင်ပြုရန်အမြန်တိုက်တွန်းသည်ဤနှင့်အဘူပွားများချန်ရစ်ခဲ့သောပစ္စည်းဥစ္စာများကိုအမွေဆက်ခံနိုင်မည်ဖြစ်သည်သို့တော်ဥက္ကဋ္ဌသည်ဤဝဝလုံးလုံးအမျိုးစိတ်ဝင်စားမှုလုံးဝမရှိခဲ့ပေ儿子管了都一样ဥက္ကဋ္ဌသည်စိတ်ထဲမှညှင်းဆန်လိုသည်သို့တော်မိခင်၏ခိုင်မာသောသဘောထားကိုကြုံတွေ့ရသောအခါသူသည်မတက်တာပဲသဘောတူလိုက်သည်သို့တော်သူမသိရှိခဲ့သူ၏အထင်သေးချင်းခံရသောဤဝဝလုံးလုံးအမျိုးသမီးနှစ်ပေါင်းများစွာရှာဖွေနေခဲ့သူပင်ဖြစ်သည်အမှန်စင်စစ်လွန်ခဲ့သော6နှစ်ကအမျိုးသမီးသည်ခန္ဓာကိုယ်တွေရသောမော်ဒယ်တူဖြစ်ခဲ့သည်အခွင့်အရေးတစ်ခုကြောင့်သူမသည်ရင်မှုနေသောဥက္ကဋ္ဌတို့တောင်းတော်လဲလှပသောစုံစည်းမှုတစ်ခုရှိခဲ့သည်နောက်နေ့နံနက်တွင်ဥက္ကဋ္ဌရင်မှုချင်းပြေရောနိုင်ငံခြားရှိကုမ္ပဏီခွဲ၏အရေးပေါ်ကိစ္စများကိုကင်တွယ်ရန်လိုအပ်သူ၏ကြောက်စိမ့်လေဆွဲကိုချန်ထားခဲ့သည်အလျင်အမြန်ထွက်ခွာသွားခဲ့သည်မျိုးသမီးသည်ကြောက်စိမ့်လေဆွဲကိုယူ၍သူ့ထံလာမည်ဟုသူမျှော်တော်ထိုချိန်မှစ၍မျိုးသမီးသည်လူလောကမှပျောက်ကွယ်သွားတဲ့တကယ်မှုလုံးဝမရှိတော့ပေ6နှစ်ကြာပြီးနောက်ဥက္ကဋ္ဌသည်ရှင်မိသားစု၏ရင်းမြစ်အားလုံးကိုအသုံးပြုခဲ့သည်သို့တော်မျိုးသမီးနှင့်ပတ်သက်သောမြည်သည့်အချက်လက်များမရှိခဲ့ပေသို့တော်သူမသိရှိခဲ့သည်မှာပုံညနောက်ပိုင်းတွင်အမျိုးသမီးသည်သူ့ကလေးကိုဝင်ရှိလာခဲ့သည်ကလေးမွေးဖွားပြီးနောက်ခြားပါသောသွေးရောဂါဖြစ်ပွားနေသည်ကလေး၏အသက်ကိုကယ်ဆယ်ရန်အမျိုးသမီးသည်နေ့စဉ်သွေးသွင်းပေးရန်သွေးပမာဏလုံလောက်စေရန်မျိုးသမီးသည်နေ့စဉ်အစားအသောက်များကိုအကြံအဆုံးတွင်ပေါင်း200ကျော်သောဝဝလုံးလုံးအမျိုးသမီးဖြစ်လာခဲ့သည်ဒီနေ့တွင်အမျိုးသမီးသည်အပြင်ထွက်စဉ်ကြော်ညာတစ်ခုကိုတွေ့ရှိခဲ့သည်ချင်းကုမ္ပဏီကတိမ်ပေါင်းများစွာစုကြေးချင်းထူးထွေအမျိုးအစားရှိသောအမျိုးသမီးများကိုရှာဖွေနေသည်ဒီစုကြေးကိုရရှိနိုင်လျင်သမီး၏ယောဂကုသနိုင်မည်ဟုသူမစိတ်ထဲတွင်ထို့ကြောင့်သူမသည်စမ်းကြည့်ရန်ဆုံးဖြတ်ခဲ့သည်ချင်းကုမ္ပဏီ၏ရွေးချယ်ရေးနေရာသို့ရောက်ရှိလာခဲ့သည်ရွေးချယ်ရေးလိုအပ်ချက်များကိုနားလည်ပြီးနောက်မျိုးသမီးသည်မျက်နှာပြင်ရှိမှလက်ကိုဆန့်ထုတ်လိုက်သည်ချင်းမိသားစုသည်အမှန်တကယ်မရတဦးကိုရှာနေသည်ကိုလုံးဝမဥက္ကဋ္ဌလည်းအလွန်အံ့အားသင့်သွားသည်မျိုးသမီးလက်ကိုထိမိသောအခါတကယ်ပင်ဓမ္မတဲမှုဖြစ်ခဲ့ပေမိခင်သည်ဤအခြေအနေကိုမြင်သောအခါအလွန်ပျော်ရွှင်ချက်ချင်းဆိုသလိုအိမ်စီမံအုပ်ချုပ်ရေးမှုအားစာချုပ်ယူလာမျိုးသမီးသည်ကြည့်ရှုခြင်းမပြုဘဲသူမ၏အမိကိုလက်မှတ်ရေးထိုးလိုက်သည်သူမမသိရှိခဲ့သည်မှာသူမလက်မှတ်ရေးထိုးခဲ့သည်မှာအိမ်အောင်ရေးစာချုပ်တစ်ခုဖြစ်နေသည်ဥက္ကဋ္ဌသည်စိတ်ထဲတွင်မနှစ်သက်တော်လဲမိခင်ကိုပျော်ရွှင်စေရန်မျိုးသမီးအားဇနီးတာဝန်များကိုထမ်းဆောင်ရန်တောင်းဆိုခဲ့သည်ဒီအချိန်တွင်မှမျိုးသမီးသည်နားလည်သွားသည်သူမလက်မှတ်ရေးထိုးခဲ့သည်မှာသွေးလူရန်စာချုပ်မဟုတ်ခဲ့ကြောင်း你以为我们沈阳和郑家找上千个女人是找了一栋小房？你脑子里装的是什么？都是纸吗？好了，都别吵了。既然你都清楚了，你还愿不愿意履行协议呢？နာဖျားနေသောသမီးကြောင့်ကိုစဉ်းစားမိသောအခါအခြားရွေးချယ်စရာမရှိဟုခံထို့ကြောင့်သမီးနာဖျားနေသည့်ကိစ္စကိုပြောပြလိုက်သည်သူမ၏သမီးကိုကယ်တင်နိုင်မှာကမြည်သည့်အလုပ်ကိုမဆိုလုပ်ကိုင်ရန်သဘောတူသည်ဥက္ကဋ္ဌ၏မိခင်သည်ဤအရာကိုကြားသောအခါမြည်သည့်အထင်သေးမှုများမရှိခဲ့ကလေးမွေးဖွားပြီးသောအမျိုးသမီးသည်ပုံမကောင်းမွန်စွာကလေးမွေးနိုင်သည်ဟုထို့ကြောင့်ချက်ချင်းဆိုသလိုအိမ်စီမံအုပ်ချုပ်ရေးမှုအားအမျိုးသမီးနှင့်အတူကလေးတင်ကောင်းဆုံးစေကုသရေးအဖွဲ့ကိုလည်းခေါ်ယူသည်မိန်းကလေးအားကုသရန်အကြမ်းမြေအမျိုးသမီးသည်သမီးနှင့်အတူရှင်အိမ်တော်သို့ပြန်ရောက်လာသည်ပုံမင်းသူသည်မိန်းကလေးငယ်ကိုပထမဆုံးအကြိမ်နှင့်လွန်နှစ်သက်သွားသည်အထူးသဖြင့်မိန်းကလေးငယ်၏သားနှင့်တူသောမျက်နှာကိုမြင်ရသောအခါပုံမရင်းနှီးသည်ဟုခံစားရသည်ဒေတောက်တိလှုပ်ရှားမှုများပင်အတူတူပင်ဖြစ်နေသည်这怎么连喝水的姿势都一模一样啊真是奇了怪了ဤအချိန်တွင်အိမ်စီမံအုပ်ချုပ်ရေးမှုလွန်ခဲ့သော6နှစ်ကဥက္ကဋ္ဌချန်ထားခဲ့သောကြောက်စိမ့်လေဆွဲကိုဥက္ကဋ္ဌသည်ကြောက်စိမ့်လေဆွဲကိုမြင်ရသည့်အခါစိတ်ထဲတွင်တုန်လှုပ်သွားသည်သူ6နှစ်ကြာအခက်ခဲနှင့်ရှာဖွေနေခဲ့သောအမျိုးသမီးနောက်ဆုံးပေါ်လာတော့မည်这个玉佩怎么看着这么眼熟呢？သူမသိရှိခဲ့သည့်ကြောက်စိမ့်လေဆွဲသည်ဂျိုင်းမြေ၏လက်ထဲသို့ရောက်ရှိသွားပြီဖြစ်ကြောက်စိမ့်လေဆွဲရှိသူသည်ရှေ့မိသားစု၏သူတို့သမီးဖြစ်နိုင်ကြောင်းသိရှိရသောဂျိုင်းမြေသည်ကြောက်စိမ့်လေဆွဲကိုကိုင်ဆောင်ကအမျိုးသမီးအထောက်ထားကိုလည်းသူမမြင်မြင်ရောက်လာခဲ့သည်မှာကန်ကောင်းသည်ဟုလည်းပြောခဲ့သည်မဟုတ်ပါဘူးအိမ်တွင်ဝဝလုံးလုံးအမကြီးကနေရာယူသွားမည်ဖြစ်သည်မျိုးသမီးသည်ဤစကားကိုကြားသောအခါသူမသည်ဂျိုင်းမြေအားရိုက်နှက်လိုက်သည်သူမ၏လက်ရှိဒုက္ခဘဝသည်ဂျိုင်းမြေနှင့်ခမဲတော်ဆက်သူမိခင်တို့ကြောင့်ဖြစ်သည်江月梅，你竟敢打我，打的就是你！当初要不是你和你妈给我下药，那届模特的大赛的冠军本来是我。မျိုးသမီးသည်ထမှန်တိုက်ခိုက်ရန်ဥက္ကဋ္ဌကတားဆီးလိုက်သည်သူမသည်အေးဆက်စွာပြောသူမအားအိမ်တွင်ထားရှိခြင်းမှာကလေးမွေးနိုင်သောကြောင့်သာဖြစ်သည်ယခုတွင်သူရှာဖွေနေသူကိုရှာတွေ့ပြီဖြစ်သည်သူမအားဆက်လက်နေရန်အခွင့်မရှိတော့ပေမျိုးသမီးသည်ဤချမ်းသာသောဘဝအတွက်ညီတိစိတ်ဝင်စားမှုများမရှိခဲ့ပေချက်ချင်းဆိုသလိုသမီးနှင့်အတူလှည့်ထွက်သွားခဲ့သည်ချိန်မိသားစုမှထွက်ခွာပြီးနောက်မျိုးသမီးသည်စိတ်တက်မကြခဲ့ပေသူမသည်ပြန်လည်ထူထောင်ရန်ကတိပြုခဲ့သည်ထို့ကြောင့်ပြင်းထန်သောကိုယ်ကာယလေ့ကျင့်ခန်းကိုစတင်ခဲ့သည်နေ့စဉ်စားတောက်မှုမှာအစီထုတ်ထားသောအစားအစာများသာဖြစ်သည်3လကြာမပြတ်တမ်းအားထုတ်မှုအပြီးသူမသည်ယခင်ကတွေ့ရသောပုံစံသို့ပြန်လည်ရောက်ရှိသွားခဲ့သည်ထို့ပြင်မိမိကိုယ်ကိုမြင့်မြတ်သည်ဟုထင်သောခမဲတော်မျိုးသမီး၏ဥက္ကဋ္ဌအတွက်စိတ်ကူးကိုအပြီးပိုင်ခဲ့ရန်သူမထံသို့ဖိတ်ကြားလွှာတစ်စောင်ကိုအထူးစေလိုခဲ့သည်သူ့အမအားသူ့အောင်မြင်မှုအထွတ်ထိပ်တွင်ရှက်ရစေလိုသည်သို့တော်ဤအရာသည်အမျိုးသမီး၏အကြံစီနှင့်ကိုက်ညီနေသည်ကိုသူယခုမျိုးသမီးလောက်ရမည့်အရာမှာဂျိုင်းနေ၏ပွဲကိုဖျက်ဆီးရန်နှင့်သူမ၏ဂုဏ်သိက္ခာကိုပြန်လည်ရယူရန်ဖြစ်သည်အမှုတက်မင်းကမျိုးသမီးသည်အစင်းမြင့်ဝတ်စုံကိုဝတ်ဆင်ကာလှေကားထက်မှတဖြည်းဖြည်းဆင်းလာသည်လူအလုံး၏အာယုံဆိုင်မှုသည်ချက်ချင်းဆိုသလိုသူ့စီသို့ရောက်天哪，快看，那不是月光女神斯斯利亚江吗？她真的来了！